ကျိုးတို့တောင်သူလို့ဆိုတာအားတယ်မရှိပါဘူးဗျာနွားသာကုံလို့ဆင်းရရေကုံလို့ရေစီတိုက်ရယားတွေကိုပြေးစင်ရနှမ်းတောင်ဆောင်ရဘဲနှုတ်တဲ့အခါနှုတ်ရတယ်စီကျိရတယ်အဲဒီလိုမအားလက်တဲ့ဂျားတွေကနေရရေးရွာရေးနဲ့တာရေးနာရေးတွေမှာလဲမလို့အောင်ကိုပါကြလုံးကြနဲ့ဘဲမန်းနဲ့လုံးမှမရှိပဲဗျာပျော်တပြုံးပြုံးနဲ့ကိုနေကြတာဗျာဒီနေ့တော့မနေ့မိုးလင်းကလေးကတာတေစီကျိတ်နေတာဗျို့ညနေရောက်လို့တော့နေတောင်တော့ဆောင်းနေပြီအခုချိန်ထိဒါတွေဝိုင်းပြင်ကိုတစ်ခေါက်မှမရောက်သေးဘူးဗျာမြေဘဲကိုစီကျိတ်တယ်ဆိုတာကလည်းပြောတော့တာလွယ်တာလက်ကတော့အတော်ကိုဝင်းနေဗျာပထမဆုံးပဲထွက်ရတယ်အဲဒီထွက်ပြီးသားဘဲကို6အောင်နေလှမ်းရတယ်ပြီးတော့ကျိတ်စုံတွေကိုမထည့်ခင်မှာပူအောင်လှော်ထားရတယ်ဗျဘုံမစီပိုကြတာလေဗျအေးဆက်ဆက်ကြီးဆိုရင်စီကမကြဘူးကျုပ်တို့နွားတွေကနွားဖီးကြီးတွေဆိုတော့စီတုံဆွဲလို့လှုပ်ကောင်းတဲ့နွားကြီးတွေပေါ့ဗျာကျုံမေကကိုရာကထွက်တဲ့စီဦးနဲ့စိုးဟင်းချက်ပြီးကတ်ရတာကိုအလုံးကိုစိတ်ချမ်းသာတာဒါကြောင့်ဒီနေ့ကျုပ်တို့တနေကုန်အောင်ကိုစီကျိတ်နေရတယ်အမေကိုလှူဖို့စီဦးလေဗျအမေစိုးဟင်းချက်ဖို့ပေါ့ကိုကြီးတာတွေပြောကိုကြီးတာတွေဟေးကြောက်ခဲလားလာလေကွာငါဒီမှာကွာစီဖို့နေလို့စီကျိတ်ဆောင်ကိုလာခဲ့လေကျုပ်ရဲ့တန်ကိုကြားတော့ဒီကောင်ကြောက်ခဲကဝိုင်းထဲကိုတန်းပြီးတော့ဝင်လာတယ်သူ့ရဲ့အနောက်မှာတန်မဏိလည်းပါလာတယ်တန်မဏိကကြောက်ခဲလောက်မတွက်ပေမဲ့တက်တိရှိတဲ့နေရာမှာတော့ကြောက်ခဲတဲ့မလျော်ဘူးဗျပြီးတော့ဘာကိုပဲခိုင်းခိုင်းနည်းနည်းလေးမှကိုပြင်းတဲ့ကောင်မှုတ်ဘူးဒါပေမဲ့သူကကြောက်ခဲလောက်တော့အာသွက်ရှာတော့မရှိဘူးဗျတော်ရုံတန်ရုံနဲ့စကားပြောတဲ့ကောင်မှုတ်ဘူးဗျလှုပ်ကိုစကားနေတဲ့ကောင်ပေါ့ဗျရာသီကຫນွေဦးပေါ့ယုံလေးပဲရှိသေးတော့တိတ်ပြီးတော့မပူသေးဘူးကျုပ်တို့ညာမှာတော့နေလို့ထိုင်လို့ကောင်းတဲ့အချိန်ပေါ့ကိုကြီးတာတေစီဖို့နေတာကြားပြီလားဗျကဲပဲကျုပ်စည်းမေကြောက်ခဲကပြောပြောဆိုဆိုနဲ့ကျုပ်ကိုဆွဲဖယ်တယ်ကျုပ်ကစီတုံကနေဆင်းလိုက်တော့ဒီကောင်ကတွန်းတံကိုယူဆွဲပြီးတော့လှစ်ခနဲကိုတက်စီးတယ်တွန်းတံဆိုတာကစီတုံကြီးတဲ့ကနေဘေးကိုအန်တက်လာတဲ့ဘဲဘက်နှမ်းဘက်တွေကိုစုံထဲကိုပြန်ပြီးတော့တွန်းချရတဲ့အတန်ပေါ့ဗျဒေတာပြမှာဝလုံးတက်ထားတာပါစီတုံစီးရဲနဲ့နှမ်းဘက်ဘဲဘက်တွေကိုစုံထဲကိုပြန်ပြီးတော့တွန်းချရတယ်ကိုကြီးတာတွေကျုပ်ပြောကြတခုရှိလို့လာတာဗျကြောက်ခဲကကျုံးနေရဝင်ပြီးအလုံးလုံးတော့ကျုပ်ကအဖားနေရာကနေဝင်လိုက်တယ်စုံထဲကနေကြားလာတဲ့စီတွေကိုအသေးချာကိုခံရတဲ့နေရာပါအစီထွက်ပေါက်မှာပိတ်နေတဲ့ဘဲဘက်ကိုထိုးပြီးတော့ပေးရတယ်ပြောပါအောင်ကွာကြောက်ခဲရဘာဖြစ်တာလဲတမဏိကအမေစီတဲ့နေရာကိုတွားပြီးတော့ကူနေပါတယ်ကိုကြီးတာဒီတတိထားမိတာမပြောတတ်ဘူးဗျဘာတော့ကွာကြောက်ခဲရကျော်ကိုထနောင်းကုန်းတင်ချိုင်းပေါ်မှာရောဗန်ပွေးကုန်းတင်ချိုင်းပေါ်မှာရောလထာကြီးတွေဝဲနေတယ်ဗျအလောင်းတကြိုတာမလုံးမချုံနေများဖြစ်လို့လားမှမသိတာကွာမရှိပါဘူးဗျဗန်ပွေးကုန်းမှာရောကျုပ်တို့ထနောင်းကုန်းမှာပါလူတွေသေးတာပျောက်တာမှမရှိပဲဒါတော့ဟုတ်တယ်ကွာမနေ့ကဘိုးကြီးလေးပြောနေတာကြားလို့ကျုပ်ကကိုကြီးတာလေးဒီလာခဲ့တာဘိုးကြီးလေးကဘာတွေပြောလို့တော့ဒီလရတွေကညာဘက်ပါလာပြီးတော့ဝဲနေတာတဲ့ညာကဘိုးကြီးလေးမေးလောင်ကုန်းကနေပြန်လာတော့9နာရီလောက်ရှိပြီအမေးလောင်ကုန်းကသူ့ရဲ့ညီနေမကောင်းလို့တည်င်းသွားမေးတာလူမမာကတဲနေလို့အပြန်နောက်ကျနေတာတဲ့အဲ့ဒါဘိုးကြီးလေးကထနောင်းကုန်းတင်ချိုင်းဘေးကနေပတ်ပြီးတော့ပြန်အလာမှာလရတွေဝဲနေတာတွေ့လို့ခဏရက်ကြည့်နေတာတဲ့လရတွေစီကတစ်ချက်လက်ခနဲ့ဖြစ်သွားတာကိုတွေးရတယ်တဲ့ဗျတမျိုးပါလားကြောက်ခဲ့ရအဲ့ဒါကြောင့်ကျုပ်လာပြောတာပေါ့ဗျကျုံမတော်ကိုအံ့ဩတင်သွားပါတယ်ဘိုးကြီးလေးကအသက်ကြီးပြီဆိုတော့အမြင်မှားတာလားတကယ်လို့ဘိုးကြီးလေးကအမြင်မမှားဖို့ဆိုရင်ရောဒါကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးဗျဒီလရာကြီးတွေဟာဆုံးမကြီးတွေဖြစ်ဖို့သိကြတယ်ဗျဆုံးမကြီးတွေကဆက်လွတ်နေတာဖြစ်မယ်ကျုပ်တို့တင်ချိုင်းမှာဘာကိစ္စများရှိနေလို့တော့ကျုံညံမီတလောက်တော့တွေးကြည့်မိတယ်ဗျနေုံကိုကြီးတာတွေကအဘိုးကြီးလေးကအဲ့ဒီအကြောင်းကိုပြောနေတာဘယ်သူနဲ့ပြောတယ်ထင်တော့ငါမသိဘူးလေကွာဗန်ဘွေးကုန်းကဘောတော်ကြီးလေဗျာကိုကြီးတာတွေရဲ့အဘားနဲ့လည်းရင်းနှီးပါတယ်ဗန်ဘွေးကုန်းအရှိပိုင်းကဘိုးရစိန်ကြီးလေဗျာဘိုးရစိန်ကိုငါသိတာပေါ့ကြောက်ခဲရအဘားရဲ့မိတ်ဆွေပဲအေးဗျာအဲ့ဒီအကြောင်းတွေကိုဘိုးကြီးလေးကဘိုးရစိန်နဲ့ပြောနေတာဗျာအဲ့ဒီမှာဘိုးရစိန်ကလည်းပြောတယ်ကျုပ်လည်းမနေ့ကမြင်နေဗျကိုကြီးလေးရဲ့အားလုံးပေါင်း9កောင်တော့မဲအကောင်ကြီးတွေကလည်းအတော်ကြီးသားပဲကျုပ်တွေ့တာကျုပ်တို့ရွာပေါ်မှာဝဲနေတာကိုတွေ့ရတာကျုပ်လည်းစိတ်ထဲမှာတော့ထင်သားဗျာအယောင်တွေကတစ်ချက်လက်သွားသလားတော့အခုခမည်းပြောတော့မှဟုတ်နေတာကိုဒါတွေကဘာတွေတုံးဗျာရိုးမရိုးရလားအဲ့ဒါတော့ကျုပ်လည်းမသိဘူးကိုရစိန်ရဲ့အဲ့ဒီတော့မှသူတို့ပြောတာကိုထိုင်ပြီးတော့နားထောင်နေတဲ့ကျုပ်ကိုမြင်သွားပြီးတော့ဘိုးကြီးလေးကပြောပါတယ်ကကြောက်ခဲမို့လားဟုတ်ပါတယ်ဘိုးကျုပ်ပါကြောက်ခဲပါ
ဟာကြောက်ခဲအတော်ပဲကွာအခုနာကငါနဲ့ကိုရစိန်နဲ့ပြောနေတာတွေမင်းကြားလိုက်တယ်မဟုတ်လားကြားပါတယ်ပေါ့အေးမင်းရဲ့ကိုကြီးတာတွေကိုဒီကြောင်းတွေပြောပြလိုက်အောင်ကြားလားဟုတ်ကဲ့ပါဘို့ပြောလိုက်ပါမယ်ကိုရစိန်ကျုပ်တို့လည်းဒါတွေတယောက်ရှိတာတော့ကိုအားကိုရတယ်ဗျာဒါတွေကလိုသားငယ်တာတက်တိကကောင်းပါဗျာဆရာသမားတွေနဲ့လိုက်ဖို့သွားဖို့နေတော့ဘ ഹു တုတာလည်းရှိတယ်ဗျာဘယ်သူမှအကြောင်းကိစ္စရှိနေတဲ့ကောင်လည်းမဟုတ်ဘူးနေပါအောင်ဗျာဟိုဒါတွေဆိုတာကိုညံရဲ့သားမို့လားဟုတ်တယ်လေကိုရစိန်ရဲ့လှုပ်ကိုအားကိုရတဲ့လူငယ်ဗျာအဲ့ဒီလိုပြောဆိုပြီးတော့ကျုပ်ကိုတာတွေကြီးစီကိုသွားခိုင်းလိုက်တာဒါနဲ့ကျုပ်ကလည်းတန်မဏိကိုခေါ်ပြီးတော့အခုရောက်လာတာပဲကျုပ်ကငကားစေးဘောလိတ်လေးကိုဖွာရင်းနဲ့စဉ်းစားကြည့်တယ်ဒါမကောင်းဘူးဗျာကျုပ်တို့ရွာမှာဘာကြောင့်နေပေါ်မှာတော့မသိဘူးအကျုပ်ရဲ့အတွေ့အကြုံရဆိုရင်တော့ဒါကဆုံးမကြီးတွေပဲဖြစ်ရမယ်ဆုံးဆိုတာကလည်းအမျိုးအစားတွေကများသားလားအဲ့ဒီထဲမှာမှကိုဝေးမြောက်ဆုံးဆိုတာအတော်လေးကိုအစွမ်းထက်တယ်ဒါတွေကိုကျုပ်ကဆရာကြီးဒေါက်တာမင်းအောင်ပြောခဲ့တာခုနေမျိုးမှာကျုပ်ရဲ့ဆရာကြီးသာရှိရင်တော့အတော်ကိုကောင်းပါပဲဗျာအညာ9 နာရီလောက်မှကျုပ်မှာမြက်ကွင်းဆေးကိုကွေးပြီးတော့တထောင်ကုန်းတင်ញိုင်ဘက်ကိုထွက်ခဲ့တယ်တင်ញိုင်ထဲကိုရောက်တော့တင်ញိုင်ရဲ့မြောက်ဘက်ကတစ်ဖက်လောက်ရှိတဲ့မကြီးပင်ကြီးတစ်ပင်ရဲ့အောက်မှာတွယ်ပြီးတော့ကျုပ်စောင့်နေတယ်အခုထိတော့ဘာလာတာမှမတွေ့ရသေးဘူးဘာပဲဖြစ်ဖြစ်တကောင်းကြောအောင်တော့စောင့်ကြည့်ဖို့အတွက်ကျုပ်ဆုံးဖြတ်လိုက်တယ်အဲ့ဒီချိန်မှာဝီဆိုတဲ့အတန်တွေကိုစပြီးတော့ကြားရတယ်ဟာဒါလာတာပြန်နေတဲ့အတန်တွေပဲဗျာကျုပ်ဘောကိုမော့ကြည့်လိုက်တယ်ဟာလာပြီပြုဟာလာတာတွေကပုံမှန်တဲ့2ဆလောက်တော့ကြီးနေပါလားထနောင်းကုန်းတင်ញိုင်းမှာဝဲနေကြတာအချိန်ကတကောင်သားကိုကတ်လာပြီလာတာတွေကလည်းပြန်နေတော့မယ်ဟောဟာစက်တွေလွတ်ပြီဝင်းကနေလက်ကနေစက်တွေကိုလွတ်နေကြပြီဒါဆုံးမကြီးတွေဆိုတော့သေးကြတာပေါ့ဟာသွားပြီအနောက်ဘက်ကပေါ်လာပြီးတော့အနောက်ဘက်ကိုပြန်သွားကြတာဆက်လွတ်တာကတော့10 မိနစ်လောက်ပဲကြာမယ်ကြော်ပြန်တော့ကိုအန်အောသွားတယ်ဗျာအဲ့ဒီဆုံးမတွေဘာအတွဲနဲ့ကျုပ်တို့တင်ញံကုန်းမှာလာပြီးတော့စက်တွေလွတ်နေကြတာလေကျုပ်ဘလို့ပဲတွေ့အဖြေတော့မရဘူးဗျာကျုပ်အိမ်အပြင်ကိုရောက်တော့နိုင်ပြန်တစ်ချက်ရှိပါပြီအမေအသင့်ပြင်ပေးထားတဲ့အိယာတဲကိုခြေလက်ကိုတေချာဆေးပြီးမှကျုပ်အိယာဝင်လိုက်တယ်ဟာကျုပ်ခေါင်းရင်းမှာချိတ်ထားတဲ့ဆေးလွယ်အိတ်ထဲကမဖဲဝါရဲ့ကိုကွဲလေးရဲ့အတန်ပဲအခြေအနေရရေးကြီးနေပြီဆိုတော့ကျုပ်ခံမှန်းမိသွားတယ်ကျုပ်အိယာတဲကနေထပြီးတော့မဖဲဝါကိုယ်တိုင်ကျုပ်ကိုအပ်ထားတဲ့သူ့ရဲ့ကိုကွဲရုပ်လေးကိုယူပြီးတော့ခေါင်းအုံးရဲ့အောက်မှာထားပြီးတော့အိပ်ပျော်သွားတယ်ဒါဒီငါဒီမှာကျုပ်ကိုအိမ်မက်ပေးတိုင်းတွေ့နေကြကောင်းပါလေးပဲအကောင်းမှာအော်လန်ဘန်းဝါလေးတစ်ပွင့်ကိုပန်ထားတယ်အလှည့်ကြည့်လိုက်တော့ယူဇနာဘန်းခြုံကြီးပါဒါပေမဲ့ဒီကောင်မလေးကတော့ယူဇနာဘန်းကိုမပန်ဘူးဗျသူပန်နေကြဘန်းအဝါလေးပဲပန်ထားတာအကျုံနဲ့သူနဲ့ကမနေပါဘူးဗျခက်လှမ်းကနေစကားပြောနေကြတာအကျုံလည်းသူ့နားကိုတိတ်ပြီးတော့မကတ်ရဲဘူးလေဗျသူကမဖဲဝါပဲကိုဒါဒီငါဒီကိုရန်သူတွေလာနေပြီဟုတ်လားမဖဲဝါဘယ်ကနေလာတာတော့ဗျလမ်းကနေစောင့်ပြီးတော့ကျုပ်တက်ပြစ်လိုက်မယ်မဖဲဝါကပြုံးနေပါတယ်ပြီးတော့မှပြောတယ်နေမသူကိုတတ်နိုင်မှာတော့သူကဘသူမှုတော့ဗျကဝေရသာလို့ခေါ်တဲ့အကောင်ဟဲ့သူတို့ကဝေချင်းချင်းအောင်သူ့ကိုဥခိုက်နေကြတာကဝေထဲမှာတော့ဒီကောင်ကြီးကအကြီးဆုံးပဲပညာလည်းအမြင့်ဆုံးပဲသေရင်တော့မဟာငယ်ကြီးမှာနှစ်ပေါင်းထောင်ချီပြီးတော့ခံရမယ့်အကောင်ပေါ့ကွာဒီကောင်ကကြောက်ကူကြီးတစ်ခုမှနေတယ်အမြဲနေတာတော့မဟုတ်ဘူးဒါတည်းရဲ့ပညာစကားတွေတက်တော့မှလာပြီးတော့နေတာအဲ့ဒီကြောက်ကူကြီးထဲမှာဒီကောင်အိတ်တဲ့ကရင်ကိုဖျားလေးသူကထမ်းထားတဲ့ပုံထိုးထားတယ်ဟာရက်စလာကြီးလားဗျာသူထိုင်တဲ့သားကလေးထိုင်ကြီးကလည်းဖျားလေးသူကမိုးစိုးတူတော့ထိုင်ပြီးတော့ပခုံးနေနဲ့ထမ်းထားတဲ့ပုံထုထားတာဒီကောင်မျက်နှာသိတဲ့နေရာမှာလဲဖျားရတော်မူတစုကသူ့ကိုရေမှုတ်ကမ်းပြီးတဲ့ပုံနှံထုထားတယ်ကလေးထိုင်ပြီးရင်လဲတာလျောင်းပုံထားတဲ့ဖျားဆင်းလူတော်ပုံမှာခြေထောက်တင်ပြီးတော့ထိုင်တာဒီကောင်ရဲ့ခြေပေါ်မှာလဲဖျားပုံတော်ပုံစီကိုထိုးထားတယ်တဲ့ဟာဗျာကျုပ်ဖြင့်ကြားရနေတဲ့ကြသိတဲ့တောင်ထားတယ်မဖဲဝါကြီးအခုရောက်လာတဲ့လာရတွေကဒီကောင်ရဲ့မယားတွေဟဲ့သူပညာပေးထားတဲ့ဆုံးမကြီးလေဒီကောင်မတွေကလည်းပညာမသေးဘူးပဲကဝေးမြောက်ဆုံးနေဖြစ်နေပြီအဲဒီကောင်မ9ကောင်ကရှေ့ပြေးလာပြီးတော့စက်တွေဖြန့်နေတာတခြားပညာတွေမလာနိုင်အောင်လို့ကြိုပြီးတော့ရှင်းထုတ်နေတာပေါ့နေပါဦးဗျာအဲ့ဒီကဝေးရသာဆိုတဲ့အကောင်ကြီးကခမားတီကိုဘာကိစ္စနဲ့လာတာတော့ငါကိုဖမ်းဖို့လေတာတည်ရဲ့ဗျာမဖဲဝါကိုဖမ်းဖို့ဟုတ်လား
ဟုတ်တယ်တာဒီငါ့ကိုညှင်းပန်းပြီးတော့ငါမသိခင်မှာမြောက်ဘက်ရှင်မရဲ့ပညာဘူးကိုတောင်းပါပေါ့အဲ့ဒီပညာဘူးကိုသူတို့လိုကဝေတွေရသွားရင်အသက်ထောင်ချပြီးတော့နေနိုင်ပြီရမလားတာဒီရဲ့ငါကမဖဲပါပဲလေအေးလေဘာလို့ဘာပြင်းမဲ့ဆိုတာကတော့မနေ့ကညမှာသိမှာပေါ့ဘယ်လိုလဲမဖဲပါမနေ့ကညဆိုရင်ဒီကဝေကြီးရောက်လာတော့မှာလားအေးဟုတ်တယ်တာဒီမဖဲပါကြောပါလာခဲ့မယ်ဗျာကျုပ်တက်နိုင်တဲ့လောက်တော့ကူညီပါမယ်ဟာနေမလာနဲ့တာတီကဝေးရသားဆိုတာကအန်ရည်တွေတိတ်များတဲ့အကောင်လူတယောက်ကိုတတ်ဖို့ဆိုတာပရိစိတ်တတ်တာလောက်ကိုထင်တဲ့အကောင်ဟဲ့ကျုပ်မှာဖြတ်ကနေလက်နှိုးသွားတယ်မိုးတောင်လင်းတော့မယ်ဗျာအမေတောင်ထမင်းနေချက်နေပြီဒီနေ့ဆရာတော်ရဲ့အကြောင်းကိုဆုံးညိုင်ပိုးရမှာဗျာကျုပ်တို့ဆုံးလှဲ့လေဗျာအမနေ့ကလေးကအမေဝတ်သားချက်နေတာကျုပ်တွေ့တယ်အမိုးချုံမှဘယ်ကစုံသားရလာတယ်မသိပါဘူးဗျာကျုပ်ကငရုတ်သီးတောင်ကိုဝင်ပြီးတော့ထောင်းမေးလိုက်ရသေးတယ်အမေချက်တဲ့ဝတ်သားဟင်းကိုကျုပ်ရဲ့ဆရာတော်ကလည်းလှုပ်ကိုကြိုက်တာဗျာကျုပ်ကတော့ပြောမနေနဲ့ပေါ့ဗျာကျုပ်เจ้าကိုစုံညိုင်ဆွဲပြီးတော့အမေနဲ့လိုက်လာရတယ်ဆုံးငတ်ပြီးတော့ဆရာတော်နဲ့စကားပြောဆိုပြီးတော့ကျုပ်တို့ပြန်လာတယ်ဓမင်းစားချိန်ရောက်တော့ကျုပ်ကဝတ်သားဟင်းနဲ့တဝါကြီးကိုစားပြစ်လိုက်တယ်ဗျာအဘေတော့မကြီးပင်ရဲ့အောက်ကကိုပြစ်မှာကျုပ်အိတ်ပြစ်လိုက်တယ်ရာသီကတိတ်ပြီးတော့မပူသေးတော့အိတ်လို့တော့ကောင်းသားဗျာဘယ်သူမှလည်းကျုပ်စီကိုမလာဘူးအညနေဆောင်မှာပဲကျုံနိုးလာတယ်အမှန်တော့ဒီညကိစ္စတွေရှိနေလို့အေးရေးဝအောင်ကြိုပြီးတော့အိတ်ထားတာပါအေးရကနိုးတော့လမ်းသွားအောင်လို့ကျုပ်ကရေမိုးချိုးပြီးတော့အဝယ်စားလဲလိုက်တယ်အမိုးပကျုပ်ကွင်မှာလင်းလင်းရှင်းရှင်းရှိနေတော့မှကျုပ်ကဆေးလွယ်အိတ်ကိုထုတ်ယူပြီးတော့ကျုပ်ဆရာကြီးဦးမင်းအောင်နဲ့ဆရာနွန်ဖားတို့ချင်းမြင့်ထားတဲ့အင်းတော်ဆေးတော်တွေကိုထုတ်ပြီးတော့စစ်ဆေးလိုက်တယ်အဆေးတော်ရုပ်တွေကိုလည်းဂါထာရွတ်ပြီးတော့နှိုးထားလိုက်တယ်အကျုပ်ဆရာနွန်ဖားလုပ်တဲ့အတိုင်းပဲဘုရားကန်းကိုဝင်ပြီးတော့ဘုရားရှိခိုးတယ်ပတိစိတ်တယ်ဆေးတဲ့အင်းနဲ့ဆေးတော်ရုပ်တွေကိုလင်မန်လေးနဲ့ထည့်ပြီးတော့နှိုးထားတဲ့သဘောပေါ့ဗျာဆရာကြီးဦးမင်းအောင်လုပ်တာလဲဒီလိုပဲမို့လားဟဲ့တာတဲ့ညသာစားတော့လေမိုးချုပ်နေပြီအမေကတတိပြီးတော့မှကျုပ်ကပတိစိတ်တာဖြုတ်ပြီးတော့ထမင်းစားလိုက်တယ်ထမင်းစားပြီးတော့ကျုပ်ကဘုရားကန်းကိုပြန်ဝင်ပြီးတော့ပတိပြန်စိတ်တယ်မနေ့ကိုကျုပ်ဆရာကောင်းတဲ့ရန်သူလို့တော့မဖဲဝါပြောတာပဲကျုပ်ကိုကျုပ်မပြင်စင်မဲနဲ့သွားလို့ဘယ်ဖြစ်မလဲည9နာရီတီးတီကြမှကျုပ်အိမ်ကထွက်လာတယ်ထထောင်ကုန်းတင်ချမ်းကိုရောက်တော့ပထမညကကျုပ်ပုံးပြီးကြည့်နေတဲ့မကြီးပင်ကြီးအောက်ကိုပဲကျုပ်လာခဲ့တယ်မကြီးပင်ကြီးကတော့ကိုကြီးတာဗျာလူနှစ်ယောက်ဖက်စာလောက်ကိုရှိတယ်အကျုံးမကြီးပင်ရဲ့နောက်မှာထိုင်ပြီးတော့နှကားဆေးဘောလိတ်လေးကိုဖွာနေလိုက်တယ်အမေကတော့ဘေးကလူတွေမတွေ့အောင်လို့လက်နဲ့အုပ်ပြီးဖွာရတာပေါ့ကြောက်ခဲလို့သာသိရင်လိုက်ရင်လိုက်နေမှာဗျာကလေးတွေခေါ်လို့ဘယ်ဖြစ်မလဲဗျာကျုပ်လားကျုပ်ကတော့တားသေးလေးဗျာဒါမျိုးကိုဘယ်တော့မှလက်လွတ်မခံဘူးဗျာရောက်အောင်လာပြီးတော့ကိုမြင်အောင်ကြည့်အောင်ပါအကျုံးအိမ်ကနေထွက်မလာခင်ကတည်းကမျက်ကွင်းဆေးကိုကွင်းလာတယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဘာဆိုဘာမှမမြင်ရဘူးသစိလည်းမရှိပါဘူးဗျာဟိုရက်တွေကလေးကဆုံးမကြီးတွေလာပြီးတော့စက်တွေလွတ်ထားလို့နေတူတယ်တရဲသစိတွေကလည်းဆုံးကိုဝေတွေရဲ့စက်တွေကိုကြောက်နေရပုံပဲကျုပ်ကမကြီးပင်ကြီးကိုမှီပြီးတော့ဆေးဘောလေးတောက်နေတာငကားဆေးဘောလေးတလိပ်တောင်ကုန်တော့မယ်အခုထိကိုဘာမှမတွေ့ရသေးဘူးအဲ့ဒီချိန်မှာတဝီဝီနဲ့ပြန်လာတဲ့အတန်တွေကိုကြားလိုက်ရတယ်ဟောလာပြီဗျို့အကျုံးနဲ့လက်ထက်ကဆေးဘောလေးကိုမြေကြီးမှာထိုးပြီးတော့မင်းငိမ့်လိုက်တယ်ဟာမင်းညကလာတဲ့လရာကြီး9កောင်ပါလားဟောထနောင်းကုန်းတင်ချိုင်းမဝဲပြီးတော့ပြန်နေကြပြီဗျာအဲ့ဒီနေရာတဝိုက်မှာကြီးတွေငှက်တွေတောင်မရှိကြဘူးရှင်ရင်တော့လှန်ပြီးတော့ပြေးမှာပေါ့ဗျာလရာကြီးတွေကတော့ဝဲနေစေပဲဗျာဒီနေ့တော့စက်တွေဘာတွေလွတ်တာမတွေ့ရဘူးဟာဘာတော့ဟာဒါဘာတော့မှောင်မဲနေတဲ့ကောင်းကင်ပေါ်မှာပေါ်လာတယ်အယောင်တွေတဝင်းဝင်းနဲ့ရောက်လာတာကြည့်လိုက်စမ်းလရာကြီးတွေကအပေါ်ကိုခေါင်းနဲ့ထောင်ပြီးတော့ပြန်တက်သွားပြီလရာကြီးတွေရဲ့ကိုယ်ကနေစက်ရောင်တွေဖြာထွက်နေလိုက်တာကြီးလိုတောင်ကောင်းသေးတယ်ဗျာအော်မဆုံးမတွေကအပေါ်ကနေရောက်လာတဲ့အယောင်တလက်လက်နဲ့အရာဒီကိုပြန်သွားကြတယ်မဖဲဝါပြောတဲ့ကိုဝေရာသာကြီးရောက်လာတာဖြစ်မယ်လရာပုံစံဖန်ဆင်းထားတဲ့ဆုံးမကြီး9ယောက်ကသူတို့ရဲ့ယောက်ျားကိုဝေရာသာကြီးကိုအပေါ်တက်ပြီးတော့ကြိုနေကြတယ်ဟောဆင်းလာပြီဗျို့အယောင်တွေမှတဝင်းဝင်းနဲ့ဖြစ်နေတာဗျာအားလုံးကိုအောက်ကိုဆင်းလာပြီဗျာဟာဂူရီပေါ်မှာမတ်တက်ရက်လို့ပါလားကဝေရာသာကြီးကကျောင်းမကြီးရဲ့ဂူပေါ်မှာရက်လိုက်တယ်အတူမရဆုံးမကြီးတွေကသပင်ဖာရကြီးတွေနဲ့ထမိန်အနက်ကြီးတွေဝတ်ထားတယ်ကဝေရာသာဆိုတဲ့အကောင်ကြီးကတော့ရောင်တစောင်းထုံးထားတယ်သူ့ရဲ့ရုပ်တွေကိုတော့ကျုပ်သိချမမြင်ရဘူးညာကကြေအောင်ပဲရှိတာလေဗျာအမောင်ကခဲနေတယ်ရှင်မတို့နေတို့စက်တွေကိုကောင်းကောင်းဖြန့်ထားကြပြီလားဖြန့်ထားပါပြီရှင်မြေပြင်စက်ဝေဟင်စက်တွေနဲ့ညှပ်ပြီးတော့ဒီသေးရမကိုဖမ်းမရမှာကွယ်
နေပါအောင်ရှင်ရဲ့အဲ့ဒီတရားမကိုဒီလောက်တောင်စက်တွေဖြတ်ပြီးဖမ်းရတာအံ့ဩလွန်းလို့ပါရှင်တခြားပညာတွေနဲ့တိုက်ရခရတာတော့မှဒီလောက်ကြိုပြီးစက်တွေဖြတ်နေရတယ်လို့ကျမတော့နားကိုမလဲတော့ဘူးရှင်ဟဲတော့ကောင်မနားမလဲပဲနဲ့ထင်ရတယ်ရှောက်ပြောမနေနဲ့ငါထကန်လိုက်ရင်ပင်လယ်ထဲထိလွန့်သွားမယ်ဒီတရားမကရိုးရိုးတရားမမဟုတ်ဘူးနင်သိလားမြောက်ဘက်ရှင်မကသူ့ရဲ့ပညာဘူးကိုစောင့်ဖို့အတွက်သူ့ရဲ့စက်တွေကိုဒီတရားမစီမှာတက်ပြီးထားတာအဲ့ဒါတွေနင်သိလားနဲမှာရှိနေတဲ့စမ်းတဲ့မြောက်ဘက်ရှင်မရဲ့ဆက်ကအစင်ချင်းတူတယ်လို့များနင်ထင်နေလားကဲသွားကြငါမှာထားတဲ့အတိုင်းလုပ်တော့တရားမလာလို့ငါနဲ့ရင်ဆိုင်နေတဲ့အချိန်မှာနေတို့ကစက်တွေကိုဝမ်းပြီးတော့လှုပ်ပေးထားကြကြားလားဒါမှငါဆက်ကအရှင်ပုံမြင့်လာပြီးတော့အဲ့ဒီတရားမကိုဖမ်းချုပ်နိုင်ပါတကယ်သွားကြတော့ကဝေးရသားကြီးကသူမရဆုံးမကြီးတွေကိုမောင်းထုတ်လိုက်ပါတယ်အဆုံးမကြီးတွေကထမိန်ကိုနှစ်ထပ်ထက်ထားတာဗျအပေါ်တစ်ထပ်ကိုချိုးလိုက်ပြီးတော့ဗျမ်းနဲ့ခါလိုက်တယ်အပြီးတော့ဇောက်ထိုးကြီးတွေဝဲလိုက်ကြတယ်ဩလန်စာတော်အပေါ်ကထပ်ဝေထားတဲ့ထမိန်ကပညာသတိထမိန်ကိုအဆုံးမကြီးတွေကဆက်ရောက်နေတလက်လက်နဲ့တင်ချန်ထဲကနေထွက်သွားကြတယ်အဲ့ဒီမိမကြီးတွေဘယ်ကိုသွားတာတော့ဆိုပြီးတော့ကျုပ်ကအသေးချာကိုလိုက်ကြည့်လိုက်တယ်တင်ချန်ရဲ့အနောက်ဘက်ကယာခင်းထဲကိုထွက်သွားကြတာဒီယာကိုတင်ချန်ယာလို့ခေါ်ပါတယ်ဘုံမင်းနေကြီးရဲ့ယာပဲဗျဘုံမင်းနေကြီးမရှိတော့သူ့ရဲ့သားဖြစ်တဲ့ကိုကြီးမင်းညိုကလုံနေတာတဲမဖဲဝါနေအခုချက်ချင်းဒီတင်ချန်ကုန်းထဲကိုလာခဲ့စမ်းနေရတဲ့ခင်မမြောက်ဘက်ရှင်မရဲ့ပညာဘူးကိုပါတခါတည်းယူလာပြီးတော့ငါ့ကိုအပ်ပြီးတော့ငါ့ကိုကြောက်ပြီးတော့ပုံနေမယ်လို့တော့မကြမ်းနဲ့တော့နေဒီကောင်ကရောက်လာပြီးတော့သပင်ကားနဲ့ဆွဲခေါ်ပြစ်လိုက်မယ်ဟောမဖဲဝါရဲ့ခွေးဥတန်ကြီးကြားရပြီဗျမဖဲဝါလာနေပြီကဝေးရသာဆိုတဲ့အကောင်ကြီးကတော့မဖဲဝါရဲ့ခွေးကြီးဥတန်ကိုသိပုံမရဘူးဟောခွေးကြီးဥတန်ကတဖြည်းဖြည်းနဲ့နေလာပြီဗျိုးလာပြီဂူရီဘောကိုကြော်ပြီးတော့ပြေးလာတာဗျဆယ်ပေတော်မြင့်နဲ့ဖြူဖြူရဲကြီးတစ်ခုကပြေးလာတယ်ဟောဂူကြီးတစ်လုံးပေါ်မှာရက်သွားပြီကဝေးရသာကြီးရဲ့စက်တွေကဖြန့်ထားတာဆိုတော့မဖဲဝါကရှေ့ကိုတိုးလို့မရဘူးနဲ့တူပါတယ်ဟာမဖဲဝါကထမိန်အနဲ့ခေါင်းကြိုက်အနဲ့ခေါင်းမှာလဲခေါင်းပေါင်းအနဲ့ကိုပေါင်းထားတယ်စပင်ကတော့ဖာယာကြီးချလို့ဗျအရက်ကြီးမှာဆယ်ပေလောက်ကိုမြင်တာဗျဟဲကောင်မဖဲဝါဘယ်မှာတော့ငါ့ကိုအမဲ့ပညာဘူးနဲသခင်မရဲ့ပညာဘူးကိုငါလိုချင်တယ်နေမသိချင်းအခုသွားလိုက်သူ့ရဲ့တန်ကိုကြားလိုက်ရတော့မဖဲဝါကအော်ရှိပါတယ်ကဝေးရသာကြီးကချက်ချင်းပဲသူ့ရဲ့စက်တွေကိုလွှတ်လိုက်တယ်အပဇက်ကထွက်လာတဲ့စိမ်းအောင်စက်တွေကမွေးတကောင်ပြေးသလိုပဲချက်ချင်းကိုပြေးသွားတယ်မဖဲဝါရဲ့မျက်လုံးကနေလဲအလင်းတန်းသေးသေးလေးနှစ်တန်းထွက်လာတယ်အယောင်ကတော့လိန်မောင်ရောင်တောက်ပါနေတယ်ဗျဟောကဝေးရသာရဲ့စက်တွေနဲ့တွေ့ပြီးတော့12ခုကလိန်သွားပြီဟာကဝေးရသာရဲ့စက်တွေကပြက်ထွက်ကုန်ပြီဗျဟောကဝေးရသာကြီးပါဂူအောက်ကိုလှိမ့်ကျသွားပြီဗျဟာကဝေးရသာကြီးကရုပ်ပြောင်းရုံလွဲအတက်နဲ့ချက်ချင်းပဲကြားပုံသားကိုဖန်ဆင်းလိုက်တယ်နဲတဲ့ကြားကြီးမဟုတ်ဘူးဗျဟိမ့်ထွက်လာတာမှမြေကြီးတောင်တုံသွားတယ်ဟောဂူကြီးဘော်ကိုခုန်တက်သွားလိုက်ပြီလိုက်ပြီဗျိုးလိုက်ပြီမဖဲဝါကိုလိုက်နေပြီဟာမဖဲဝါကဂူရီဘော်ကနေရေခနဲ့ပြေးတယ်အကြားကြီးကလည်းဟုံးနဲ့ဟိမ့်ပြီးတော့မဖဲဝါကိုလိုက်ပြီးတော့ကြိုက်တယ်ဖယားကျုပ်ဆိုဖယားပဲတနေရတယ်ဗျာဟောမဖဲဝါကဂူရီဘော်ကနေရေခနဲ့ပြေးရင်းကနေအရှိန်ကိုပို့နှင်းလိုက်တယ်အရေးလေးပဲတွေးရတော့တယ်ဗျာမြန်လိုက်တာမှလှစ်ခနဲ့ပဲဗျာကဝေးရသာကြီးအောင်မှမဖဲဝါပျောက်သွားလို့လိုက်ပြီးတော့ရှာနေရတယ်ဟောမဖဲဝါကကဝေးရသာကြီးရဲ့နောက်ကိုရောက်သွားပြီပြေးပြီဗျိုးပြေးပြီဟာရိုက်ပြီကြားရဲ့ခစရိုးနေရာကိုသူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်ချလိုက်တယ်ဘုံနဲ့တစ်ချက်ပါပဲတစ်ချက်သေးပါကြားကြီးကဂူဘော်ကနေခွေကနေကိုပြုတ်ကျသွားတယ်ချက်ချင်းမထားနိုင်ဘူးဗျိုးဟာထလာပြီဗျာဒါပေမဲ့ကြားမဟုတ်တော့ဘူးဂူဘော်ကိုခုန်တက်လိုက်တယ်ဒီလူခါနာသွားပုံပဲဒေါသလည်းအတော်ကိုထွက်နေပုံရတယ်နေပါအစင်းမှမရှိတဲ့တရေမအရင်မွေးလို့နေချင်းကြီးလာတဲ့ကောင်မမဲတော်လေးပါဆောင်းချောက်လို့နေအစွမ်းနေရှိနေတာဟဲ့တရေမရဲ့နေကိုနေတော့ဟုတ်လာပြီထင်မနေနဲ့တော့ငါဘာကောင်လဲဆိုတာမကြခင်နေသိစေရမယ်ကဝေးရာသာတဲ့ဟဲ့ကဝေးကြီးကကျုံဝမ်းလိုက်ပြီးတော့မျက်လုံးတွေနှာခေါင်းတွေနဲ့ဗဇက်ကပါစက်တီထွက်လာတယ်စက်တန်းကြီး၅ခုကမဖဲဝါစီကိုတိုးဝင်သွားတယ်အဒီတော့မဖဲဝါကနောက်ကိုစုပ်သွားတယ်အပြီးတော့မဖဲဝါကလည်းပြန်ပြီးတော့စက်တီကိုထုတ်တယ်ဒါပေမဲ့မဖဲဝါရဲ့စက်တွေကရှေ့ကိုတိုးမလာဘဲနဲ့တလန်လောက်အကွာမှာရက်သွားတယ်ဟာမဖဲဝါဘယ်လိုမှမရှင်နိုင်တော့ဘူးနဲ့တို့တယ်အဲ့ဒီချိန်မှာကဝေကြီးရဲ့ရည်သားထွက်လာပြီးတော့စက်တွေကိုအလုံးလိုက်ထုတ်ပြီးတော့မဖဲဝါဘက်ကိုလွှတ်လိုက်တယ်မဖဲဝါဂူရီပေါ်ကနေကြော်ပြီးတော့အနောက်ကိုစုပ်သွားပြီဗျ
တဖြည်းဖြည်းနဲ့မဖဲဝါကစုပ်တယ်ကဝေကလိုက်နဲ့ဒင်းညာရဲ့နောက်ဘက်ကရာခွက်ကြီးတဲ့ကိုရှောက်သွားပြီအော်လက်စားတော်ကဝေရလာကမဖဲဝါကိုတမင်တွန်းထုတ်တာကိုဗျရာထဲမှာသူကြိုလွတ်ထားတဲ့သူမရဆုံးမကြီး9ယောက်ကလည်းစက်တီတဝင်းဝင်းနဲ့စောင့်နေကြတယ်မဖဲဝါကဆုံးမတွေကိုမြင်တော့နည်းနည်းတွန့်သွားပုံရတယ်ဟဲကောင်းပါလေနေတို့စက်တင်ငါးစီကိုပို့လိုက်စမ်းဒီတည်းမကမဲတော်တွေအောက်ကိုနဲ့ငါ့ကိုခံနေတာဒီကောင်မကိုဒီညငါရောက်အောင်ဖမ်းမယ်ဟာဆုံးမကြီးတွေကသူတို့ရဲ့စက်တွေကိုတဝင်းဝင်းနဲ့လှုပ်လိုက်ပြီဗျစက်တွေကကိုဝေကြီးစီကိုအကုန်ရောက်သွားတယ်ကဝေရဲ့စက်တွေကဆုံးမရဲ့စက်တွေနဲ့ပေါင်းပြီးတော့အယောင်တွေပိုတောက်လာတယ်ဗဖဲဝါရဲ့စက်တွေကရှေ့ကိုတိုးမလာနိုင်တော့ဘူးအစောစောကကိုဝေရလာရဲ့စာပြီးလွတ်တဲ့အားကတိတ်ပြီးတော့မပြင်းတဲ့စက်တွေကိုတော့ဗဖဲဝါရဲ့စက်တွေကဖြတ်ထုတ်ပြစ်နိုင်လိုက်တယ်အခုတော့ဘယ်လိုမှကိုရှင်းနိုင်မှာမဟုတ်ဘူးဟာစက်တန်းကြီးဗျမဖဲဝါကိုပတ်နေပြီမဖဲဝါရဲ့အသားတွေကတဆက်ဆက်တုံးနေပြီဒါပေမဲ့တောင့်ခံထားပုံပဲဒါပေမဲ့မဖဲဝါရဲ့ခေါင်းကနောက်ကိုလန်းနေပြီဗျလဝါနှစ်ဖက်နဲ့တော့ကဝေရဲ့စက်တွေကိုတွန်းထားတော့မယ်ဒီတိုင်းဆိုရင်တော့မဖဲဝါရှေ့ရှေ့ခံနိုင်မှာမပေါ့ဘူးဗျဟာမဖဲဝါဒူးတော့ကျသွားပြီနေပါခံနိုင်သေးတော့တည်းရမရဲ့ဟမ်ကဝေရလာကိုရှင်းနိုင်မဲ့ထင်လို့လားကဲဟာပြောဆိုနဲ့လက်ချောင်းတွေကနေစက်တွေထပ်ပြီးတော့လွှတ်တယ်ဟာမဖဲဝါကတဖြည်းဖြည်းနဲ့သေးသွားပြီပြောသေးသေးလေးပဲဖြစ်သွားပြီအခုတော့2လက်မလောက်လေးပဲရှိတော့တယ်ဒါမဲ့အိမ်နဲ့အင်ဂျင်နဲ့တကယ်ကိုအယုံလေးကျနေတာပဲဗျာဟာကဝေကဆလွယ်တိုင်းထွေထားတဲ့သူ့ရဲ့လွယ်အကြီးတွေကပလင်းတစ်လုံးကိုထုတ်လိုက်တယ်ပလင်းရဲ့အဝါကကျဲကျဲလာတယ်ဗျအဖုံးကဝက်ဦးကြီးအဖုံးနဲ့ပါအဖုံးကိုလှည့်ပြီးတော့ပလင်းကိုဖွင့်တယ်ပြီးတော့မဖဲဝါသေးသေးလေးကိုခုတ်ကကင်ပြီးတော့ပလင်းထဲကိုထည့်လိုက်တယ်မှတ်ထားသေးရဲ့မှာဒါကိုမော်ဝင်ပလင်းလို့ခေါ်တယ်မော်ထောင်ကြောက်ဟေမော်ထောင်ကြောက်နင်းလိုတရတဲ့တဲမားတွေကိုဖမ်းတဲ့ပလင်းဟဲ့အဲ့ဒီပလင်းထဲကနေနင်းပြထွက်ချင်ရင်တော့နင်းကိုနင်းသခင်မရဲ့ပညာဖို့အပ်ပြီးတော့အဲ့ဒါကိုမအမချင်းနင်းဒီပလင်းထဲကနေဘယ်တော့မှထွက်လို့မရဘူးဆုံးမကြီးတွေကကဝေရသာကြီးရဲ့အောင်မြင်မှုကိုဝမ်းသာအားရဖြစ်နေကြတယ်ဒီတော့မှကျုပ်ဘာလို့ရမယ်ဆိုတာသိသွားတယ်လွယ်အိရဲ့တောင်းမှထည့်ထားတဲ့ပစ္စည်းတစ်ခုကိုကျုပ်ထုတ်လိုက်တယ်ဆရာကြီးမေးအောင်နိုင်ငံသားကိုပြန်မသွားခင်မှာကျုပ်ကိုပေးခဲ့တဲ့ကဝေပိုက်ကုံပဲကျုပ်ကပိုက်ကုံကိုဖျန်းလိုက်ပြီးတော့တငါတွေကွန်ပြစ်မဲ့ပုံစံမျိုးကိုကင်ထားလိုက်တယ်ပြီးတော့ဂိုးတွေကိုတွယ်ပြီးတော့တင်းချမ်းရဲ့အနောက်ဘက်ကိုပြေးခွက်လိုက်တယ်ကျုပ်တစ်ချိန်လုံးကိုပြေးထွက်သွားလိုက်တာဆောမကြီးတွေအံ့ဩပြီးတော့ကျုပ်ကိုမျက်လုံးဖြူကြီးတွေနဲ့ကြည့်နေကြတယ်သူတို့ကျုပ်ကိုဘာမှမလုပ်ရသေးခင်မှာကျုပ်ကကွန်ကိုပြေးလိုက်ပြီဟောအုပ်သွားပြီဗျအုပ်သွားပြီ9ယောက်စလုံးကိုကဝေပိုက်ကုံကအုံမိသွားတယ်အားလုံးဘုံနဲ့လဲကြပြီးတော့ဇန်းငင်တွေဖြစ်နေတယ်ကျုပ်ကပိုက်ကုံကိုလှုပ်ချလိုက်တယ်အချိန်မရှိဘူးဗျာကျုပ်ရဲ့လွယ်အိတ်ထဲကတန်ကဝေရုပ်လေးကိုထုတ်လိုက်ပြီးတော့ဂါထာဆုပ်လိုက်တယ်တန်ကဝေကလည်းကျုပ်ကအိမ်မှာကြိုပြီးနှုတ်ထားတော့ချက်ချင်းကိုအသက်ဝင်လာပြီးတော့အယောင်တဝင်းဝင်းထွက်လာတယ်တဝီဝီနဲ့အတန်ပေးပြီးတော့တန်ကဝေကကျုပ်ရဲ့လက်ထဲကနေပြန်ထွက်သွားပြီးတော့ကဝေရသာကိုပတ်ပြီးတော့ပြန်နေတယ်ကဝေရသာရဲ့စက်တွေကအယောင်မှိန်သွားပြီဗျကဝေကြီးကမဖဲဝါကိုဖမ်းထားတဲ့ဖန်မလေးကိုကင်ထားရင်းနဲ့ကျုပ်ကိုလှည့်ကြည့်တယ်သူရဲ့များလေးကိုကျုပ်ကပိုက်ကွန်နဲ့အုပ်ဖမ်းထားတာတွေ့တော့သူကလန့်သွားတယ်ဟဲ့ကောင်းလေးမင်းကဘာလုပ်တော့မလောက်စားနိုင်ကွာမင်းကဘာဝင်ရှုပ်တာတော့ငါကိစ္စငါလုပ်နေတာကိုမင်းကဝင်ရှုပ်ရအောင်မင်းကဘာကောင်းတော့ကွာကဝေဆက်အကြမှာမဖဲဝါကအခွင့်ကောင်းယူလိုက်တယ်ခွန်းကနေကဝေရဲ့လက်ထက်ကမှော်ဝင်ပလင်းကိုမဖဲဝါကသူ့ရဲ့စက်တွေနဲ့ခွဲပစ်လိုက်တယ်အပြင်ကိုလွတ်တော်သွားတဲ့တပြိုင်နက်တည်းမှာအရွယ်ကလည်းပြန်ကြည့်သွားပါတယ်အမေမြောက်ဖက်အရှင်မမဖဲဝါရဲ့အော်ဒန်ဟာယာကွင်းကြီးထဲမှာဟိမ့်ထွက်လာပါတယ်ဟာမဖဲဝါရဲ့တကိုယ်လုံးမှာဆက်ရောင်တွေကပြိုးပြိုးပြက်ပြက်ထွက်လာတယ်ဧကနာမြောက်ဘက်ရှင်မကမဖဲဝါကိုစက်တွေထပ်ပြီးတော့တင်ပေးလိုက်ပြီးထင်းတယ်ဗျဟာမဖဲဝါရဲ့လက်နှစ်ဘက်ကထွက်လာတဲ့ဆက်ရောင်တွေကမျက်စိမခံနိုင်အောင်ကိုတောက်ပနေတယ်ကဝေရသာကြီးကတော့ကျုပ်ရဲ့တန်ကွေရုပ်လေးကပတ်နေတော့တဖြည်းဖြည်းနဲ့သူ့ရဲ့စက်အားတွေကကျလာပြီးတော့လူပါခွေကျသွားပြီပြီးတော့မြေကြီးပေါ်မှာဒူးထောက်လေးရဲ့သားကြီးဖြစ်နေတယ်ခေါင်းကြီးကလည်းငိုင်းဆိုင်ကျနေပါတယ်အဲ့ဒီတော့မှလည်းမဖဲဝါရဲ့လက်ကစူးပြီးတော့တောက်ပနေတဲ့စက်တန်းလေးတန်းကလှစ်ခနဲကိုပြေးပြီးတော့ပတ်လိုက်တယ်ဟောကျိုးပစကလမ်းပြီးတော့ကိုအော်မိတာပြုတ်ကဝေရသာကြီးရဲ့လေဘင်းကတီကနေကိုပြက်ကျသွားတယ်ကျုံမျက်စိကျုပ်တော်မယုံနိုင်အောင်ဖြစ်နေတာလေဘင်းငုံတို့ကြီးကနေပန်းထွက်လာတဲ့သွေးတွေဟာ2ပေလောက်တောင်ရောက်သွားတယ်ကျုပ်ကလည်းကျုပ်ရဲ့တန်ခွေရုပ်လေးကိုပြန်ပြီးတော့တင်လိုက်တယ်မဖဲဝါကကျုပ်ကိုလှမ်းကြည့်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကိုကျိုးဆွဲသလိုဆွဲပြတယ်သိပြီကျုပ်သိပြီကဝေပိုက်ကုံကိုဆွဲယူခိုင်းတာပဲကျုပ်ကချက်ချင်းပဲပိုက်ကုံကိုပြန်ပြီးတော့တင်လိုက်တယ်အထိုးတင်တရွှွှွှနဲ့အတန်းတွေထွက်လာလို့ကျုပ်ကလန့်ပြီးတော့အော်မိပြန်တယ်ကျုပ်လည်းကိုဝေပိုက်ကုံကိုတင်လိုက်ရော
မန်ဖဲဝါကစောစောကကိုဝေရသားကိုလေပင်ဖြတ်ထားတဲ့ဆက်တွေကိုဆုံးမတွေစီလွတ်လိုက်တယ်ဆုံးမကြီးတွေကအတန်းနဲ့ကြီးတွေနဲ့တအားအားနဲ့အော်လိုက်ကြတယ်အပြီးတော့တွန့်လင်ပြီးမှငြိမ်ကြသွားကြတယ်ကျုပ်ကကိုဝေရသားကိုကြည့်လိုက်တယ်ဟာကျုပ်လမ်းပြီးတော့အော်မိပြန်တယ်ဗျာကိုဝေကြီးရဲ့အလောင်းမဟုတ်ဘူးဗျာခွေးမဲကြီးတကောင်ဖြစ်နေတယ်ခွေးမဲကြီးကစမ်းစမ်းကြီးကိုသွေးအိုင်ထဲမှာလဲနေတယ်ခေါင်းပြက်ကြီးကလည်းဘေးလောက်အကွာမှာပဲခွေးကောင်းကြီးပဲဗျာဟမ်ကျုပ်မှအံ့ဩရပြန်ပါတယ်ဆုံးမကြီးတွေကိုကြည့်လိုက်တော့လူတွေမဟုတ်တော့ဘူးဗျအားလုံးကလထားအသိငါးကောင်ဖြစ်နေတယ်အကျုပ်ကအံ့ဩပြီးတော့မဖဲဝါကိုလှည့်ကြည့်လိုက်တယ်မျက်လုံးနေနေကြီးတွေနဲ့ကျုပ်ကိုတစ်ချက်ကြည့်တယ်အဲ့ဒီအချိန်မှာပဲမဖဲဝါရဲ့ခွေးနဲ့ကြီးကအပြေးအလွှာရောက်လာပြီးတော့မဖဲဝါရဲ့ရှေ့မှာရက်လိုက်တယ်ကဝေပိုက်ကုံကိုသေချာခောက်နေတဲ့ကျုပ်ကိုခွေးနဲ့ကြီးကစိုက်ကြည့်နေပါတယ်ဟောသွားကြပြီပြောမဖဲဝါရောသူ့ရဲ့ခွေးနဲ့ကြီးပါထွက်သွားကြပြီအကျုပ်ကလည်းရွာထဲကိုခတ်တုတ်တုတ်ပဲပြန်ဝင်လာခဲ့တယ်အကျုပ်အိမ်ကိုပြန်ရောက်တော့နိုင်ပြန်နှစ်ချက်ကြောနေပြီဗျအဖားနဲ့အမေတို့မသိအောင်လို့ကျုပ်ကအိယာထဲကိုတိတ်တိတ်လေးဝင်ပြီးတော့အိတ်နေလိုက်တယ်ဒါပေမဲ့ဘယ်အိတ်လို့ပြောလိုက်မလဲဗျဟုတ်ကဲ့ပါဒါလေးကတော့ဆရာတာတေးရေးသားထားတဲ့မဖဲဝါကိုဖမ်းမဲ့ကိုဝေးဆိုတဲ့ဇာလန်လေးကိုပြောပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်ဗျ